Android မှာသုံးတဲ့ software တွေ computer မှာရှာလို့မရဘူးဖြစ်နေလားအဲ့ဆိုလို့ရှိရင်ကျွန်တော်ခုပြပေးမယ့်ဟာလေးကိုလိုက်လုပ်ကြည့်နော်ဒီမှာလေ browser မှာ bluestep.com ဆိုတာလေးရှိနော် Google မှာ bluestep လို့ရှာလိုက်ရတယ်bluestep ဆိုတဲ့ဟာလေးကိုဒီမှာ download ဆွဲလိုက်ပြီကျွန်တော်တော့ download ဆွဲပြီးသားဆိုတော့ဒီမှာ bluestep လေးကိုဖွင့်လိုက်လို့ရှိရင်သူကပင်မစာမျက်နှာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ system app ဆိုတဲ့ဟာလေးရှိတယ်အဲ့ထဲကိုဝင်လိုက်ပြီးလို့ရှိရင်ဒီမှာ Play Store ဆိုတာလေးရှိတယ်နော် Play Store ဆိုတော့ကျွန်တော် Android ဒီမှာဒီရတဲ့ software တွေ game တွေအကုန်လုံးဒီ Play Store ကနေတစ်ဆင့်ကျွန်တော်သုံးလို့ရပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ Google account လေးတော့ဝင်ပေးရမှာပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ Google account ဝင်ပြီးသွားပြီဆိုတော့ Play Store ဖြစ်တဲ့အတွက်ကတော့ကျွန်တော်ဖုန်းမှာသုံးလို့ရတဲ့ app တွေအကုန်လုံးဒီ computer မှာအကုန်သုံးလို့ရတယ်။ဆိုပြောမယ်ဆို emulator နဲ့ပေါ့နော်ဒီ third party ခံပြီးတော့သုံးရတယ်ဆိုတဲ့ဟာပေါ့။ပြောမယ်ဆိုလို့ရှိရင်တော့ RAM ကတော့အနည်းဆုံး 8GB လောက်ရှိမှတော့အဆင်ပြေလိမ့်မယ်။ဟို RAM 4လောက်နဲ့တော့နည်းနည်းလေးလိမ့်မယ်။ဆိုတော့ RAM 8လောက်16လောက်ဆိုရင်တော့တော်တော်လေးအဆင်ပြေနော်။ဆိုတော့ဒီမှာဖုန်းမှာရှိတဲ့ app တွေဒီ Android မှာရတဲ့ application တွေအကုန်လုံးဒီမှာသုံးလို့ရတယ်။တချို့ app တွေကြတော့ကျွန်တော်တို့က PC version အတွက်မထွက်တာမျိုးတွေရှိတယ်။အဲ့ကကြတော့ကျွန်တော်တို့ကဒီမှာဒီ emulator လေးခံပြီးတော့ဒီ BlueStep တို့ဒါဒီ software တခြား software လည်းရှိပါတယ်နော်။ဒါကတော့အသုံးများတဲ့ဟာလေးကျွန်တော်ပြပေးတာပေါ့နော်။ဆိုတော့စမ်းကြည့်ကြပါ။တခုခုစင်ပြရရှိရင် comment မှာမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်